ချင်းပြည်နယ်မှာပြန်ပြီးတော့ဒီကျွန်တော်တို့တပ်ဖွဲ့တွေကနေပြီးမှစနွေးတဲ့တိုက်ပွဲတွေဒါပြန်ပြီးတော့ကျွန်တော်တို့ရှိနေတယ်ဆိုတော့ဒီချင်းပြည်နယ်မှာစကားစကင်းစင်တဲ့ထိကျွန်တော်တို့ဒါတိုက်ပွဲဝင်မယ်ပြီးရင်တော့ကျွန်တော်တို့ဒီထက်မကတဲ့ကျွန်တော်တို့လိုအပ်တဲ့အရာတွေကိုဆက်လက်ဆောင်ရွက်ဖို့ကကျွန်တော်တို့တာဝန်မှာအများကြီးရှိတယ်။ဒီခုကျွန်တော်တို့ထန်ထန်တိုက်ပွဲမှာကနိုင်ငံရအတူပေါင်းလည်းမနေတော့ဘူးဆိုတော့အသက်ပေးရတူပေါင်းလည်းမနေတော့ဘူးဆိုတော့ကျွန်တော်တို့ဒီညီအကိုဒါချင်းလူဒီဖြစ်တဲ့အတွက်ကြောင့်ကျွန်တော်တို့ပေးဆက်ခဲ့တဲ့အရာအလုံးဒီချင်းပြူတူပြည်သားအတွက်ပေးဆက်ရခြင်းဖြစ်တယ်ဆိုတော့တစ်ဖက်ကတနိုင်ငံလုံးအတွက်လည်းပေးဆက်ရခြင်းဖြစ်တယ်ဒီထဲမှာမှကျွန်တော်တို့အဓိကအသက်ပေးခြေလက်ပေးပြီးမှဒီခန္ဓာကိုယ်ချွတ်ယွင်းတဲ့အခြေအနေအထိပေးဆက်ရတဲ့လူတွေကကျွန်တော်တို့ချင်းပြည်မှာရှိတဲ့ပြည်သူတွေကတပ်ဆင်ဖဲတဲ့လက်နက်တွေနဲ့တနတ်တွေနဲ့ချင်းပြည်မှာရှိတဲ့ဒါလူတွေလုံးဝရေမရောတဲ့လူတွေဖြစ်တယ်ဆိုတော့ပြောချင်တာဒီကျွန်တော်တို့ဒီကချင်းတွေကချင်းတမိုင်းကိုရေးဖို့ချင်းတွေကပဲဒီချင်းတွေရဲ့အခွင့်အရေးကိုပေါ်ဆောင်ဖို့တာဝန်ရှိတယ်ဆိုတာဒါချင်းလူအလုံးကသိတယ်ဆိုတော့အခုလည်းဒီထန်ထန်မှာအသက်ပေးပေါင်းများစွာရှိတယ်တရားရများစွာရှိတယ်ဒီထက်မှာကျွန်တော်တို့ဒီမတူပီဖက်ကနဲ့ဆိုတော့ဒီ၄ဦးလောက်ဒီရှိပြီးဒီထန်ထန်မှာတရားရတာဆိုတော့ sorry ဘုရားကျေးဇူးတော်ကြောင့်ဒါအသက်ပေးရတဲ့ဒီလူတော့တယောက်မှမပါတေးဘူးကျွန်တော်မတူပီရလူဒီဆိုတော့ဒီအခြေဆုံးကတိုက်ပေးတဲ့အဖွေလည်းကျွန်တော်တို့မတူပီရအဖွေလည်းပါတယ်ဆိုတော့ကျွန်တော်တို့ဒီထန်ထန် operation ဒီတစ်ဖက်ကပြောမယ်ဆိုရင်တော့အရင်ကဟိုနည်းနည်းပပကျွန်တော်တို့ပညာပေးတယ်လို့ဖြစ်သွားတော့နည်းနည်းအခက်ခဲတော့နည်းကြုံတာပေါ့ဆိုတော့လုံးဝအခက်ခဲကြုံလဲဆိုတော့အချိန်မီလေရင်တိကူပေးနိုင်တာကျွန်တော်တို့အတွက်ဘယ်လိုပြောမလဲဒါရှေ့တိုးလို့မရတဲ့အခြေအနေမျိုးတွေတစ်ဖက်မှာရှိတယ်ဆိုတော့ကျွန်တော်တို့ဒါမဲ့ဒီဟာကိုဘယ်တော့မှဒီမှာပဲရက်မနာပါဘူးဆက်တိုက်ကျွန်တော်တို့လှုပ်ဆောင်သွားမှာဖြစ်တယ်ဆိုတော့ကျွန်တော်တို့လက်သေးထိရောက်ရှိနေအောင်ကျွန်တော်တို့လှုပ်ဆောင်သွားမှာဖြစ်တယ်ဆိုတော့ဘယ်တော့မှအချိန်တော့မကြာတော့ပါဘူးဒီနီးနေပြီဆိုတော့ယခုကျွန်တော်တို့ပြည်သူအားလုံးနဲ့အတူတကွကျွန်တော်တို့ဖက်မှာရက်တီပေးပြီးမှတိုက်ပွဲတစ်ခုမှာဘယ်နေရာမှာမဆိုကုန်ကြအများဆုံးဒါတိုက်ပွဲပဲဆိုတော့စစ်အတုံးဆောင်ပစ္စည်းကျွန်တော်တို့မှာအများကြီးလိုတယ်အခုကနည်းနည်းအေးလာပြီဆိုတော့ဒီအချိန်အထိပါကျွန်တော်တို့ရာတီဥတုနဲ့မျှတဲ့ဒီစစ်အတုံးဆောင်ပစ္စည်းပါလိုတယ်ဆိုတော့တစ်ဖက်ကရှေ့တန်းမှာရောက်နေတဲ့ကျွန်တော်တို့ကဒီစခန်းတစ်ခုကိုသိမ်းမယ်ဆိုတော့ဒီတကယ်လို့လေရင်ပစ်ကူလာရင်တော့မှကျွန်တော်တို့အဝေးသွားဆုပ်လို့မရဘူးအမြဲတမ်းအနီးကမှနေပေးရတယ်ဘယ်လောက်ပဲမိုးရွာဘယ်လောက်ပဲနေပူဘယ်လောက်ပဲအေးဆိုတော့အနီးကမှအမြဲတမ်းနေပေးရတယ်ဆိုတော့ကိုရန်သူကလှုပ်ရှားလို့မရတဲ့အခြေအနေကိုကျွန်တော်တို့ဒါပေါ်ဆောင်ပေးရမယ်အဲ့ဒီအခြေအနေရှိတဲ့အတွက်ကြောင့်ဒီမိမပြည်သူအရောက်စီတန်းရနေပြီးတော့ဒီဟာကိုဆက်လက်အနောက်ကနေပံ့ပိုးကူညီပေးဖို့တော့နံပါတ်1လိုတယ်ဆိုတော့ကျွန်တော်တို့လိုအပ်တဲ့အချက်လက်တွေတော့ကျွန်တော်တို့ဒီမြေပြင်ရနေဥဆောင်တဲ့သူတွေနဲ့ပြန်ပြီးတော့လှုပ်ဆောင်ဆရာရှိတာဆက်လက်လှုပ်သွားမှာဖြစ်တယ်ဆိုတော့အခု
လောလောဆယ်ဒီပြီးရင်တော့လေကျွန်တော်တို့ဆက်လက်ပြီးမှတိုက်ပွဲဖော်ဆောင်မဲ့ဒီနေရာတွေအများကြီးရှိပါသေးတယ်ဆိုတော့ကျွန်တော်တို့ဒီထန်တလန်ပြီးတော့ပြီးပြီလို့မဟုတ်ပဲနဲ့ကျွန်တော်တို့ဒီကြောရုပ်တစ်ခုလို့ဖြစ်နေတဲ့ဒီဒါထန်တလန်ကိုကျွန်တော်တို့အများဆုံးရယူနိုင်ဖို့အတွက်ကျွန်တော်တို့တင်ထားတယ်ဆက်လက်ကျွန်တော်တို့ဒါပြန်ပြီးတော့ခုခံတိုက်ခိုက်ပြီးမှတင်းယူနေအောင်တဲ့အထိကျွန်တော်တို့လှုပ်ဆောင်သွားမယ်ဆိုတာပြောချင်တယ်တော့ခုဒီချင်းပြည်နယ်တပြည်နယ်လုံးအနေနဲ့ကျွန်တော်တို့ဆက်လက်လှုပ်ဆောင်မဲ့အရာတွေတော့အများကြီးရှိပါတယ်ဆိုတော့ကျွန်တော်တို့အရင်တုန်းကစကစကို CDF ရေလို့ကျွန်တော်တို့စတော်ထန်ရေးဝင်ပြီးတာနဲ့တော်ထန်ရေးကဒီစစ်ကောင်စီကိုကျွန်တော်တို့တော်ထန်ပြီးတော့ပြီးပြီလို့ကျွန်တော်တို့ထင်ခဲ့တဲ့အရာတွေအများကြီးရှိတယ်ဆိုတော့ဒီစစ်ကောင်စီချင်းပြည်နယ်မှာလုံးဝကင်းစင်သွားပြီဆိုတော့အရင်ကကိုလို့တဲ့နေရာတွေကျောင်းတက်တဲ့လူကျောင်းပြန်တက်ကြာရတာဝန်ပြန်ထမ်းဆောင်မယ်ဆိုတဲ့ရွေချက်တွေလူငယ်တွေမှာအများကြီးရှိတယ်ဆိုတော့လူငယ်တွေအများအဖြစ်ကကျွန်တော်တို့ဒီတော်ထန်ကြီးကစစ်ကောင်စီပြီးရင်တော့ပြီးသွားတယ်လို့ဒါအများကြီးသင်ကြတဲ့လူတွေအများကြီးရှိတာပေါ့အမှန်ကကျွန်တော်တို့ဒီတော်ထန်ကြီးကစစ်ကောင်စီပြီးရင်လည်းကျွန်တော်တို့ဆက်လက်လှုပ်ဆောင်မဲ့အရာတွေအများကြီးရှိတယ်ကျွန်တော်တို့မှာဒီဆောက်ရေးကာလတွေကိုချင်းပြည်နယ်ကိုဘယ်လိုကျွန်တော်တို့ဖြစ်စေချင်တယ်လဲဆိုဒီအခြေခံ step by step တွားရမယ်ဒီနိုင်ငံရေး platform တွေအများကြီးကျွန်တော်တို့လိုသေးတယ်ဆိုတော့ကိုယ့်ရဲ့ချင်းပြည်ရဲ့လိုအပ်ချက်အားလုံးကိုဒီတခုစစ်ကောင်စီကင်းစင်ပြီးမှကျွန်တော်ကနားလိုက်မယ်ဆိုရင်တော့ဖြစ်ဒီဟာကကိုလုပ်တဲ့အရာကတဝက်တစ်ပြက်နဲ့ထားခဲ့တဲ့အရာဖြစ်သွားမယ်ဆိုတော့ကျွန်တော်တို့လှုပ်ဆောင်မယ့်အရာအားလုံးကတောက်လျှောက်အဆုံးတဲ့အထိချင်းပြည်ကောင်းဆုံးတည်ထောင်နိုင်တဲ့အစစ်အထိအဲ့ဒါကျွန်တော်တို့ဒါတွားမှဒီတော်ထိုင်ရပြီးတယ်လို့ကျွန်တော်တို့ပြောလို့ရတယ်ဆိုတော့အခုမတူပီကိစ္စနဲ့လည်းဆက်လက်ဒီပြောချင်တာကမတူပီမှာကကျွန်တော်စစ်ကောင်စီကကင်းစင်သွားတယ်ကင်းစင်သွားပြီမဲ့စစ်ကောင်စီထက်ဆိုးတဲ့ကျင့်စရိုက်ဒီကမတူပီမှာခုရှိနေတယ်ဒီဟာကပြောချင်တာကစစ်ကောင်စီပဲလို့ကျွန်တော်တို့တက်တက်ထားပြီးမှလုပ်ပေမဲ့နောက်ကွေကမဖြစ်တဲ့အာဏာရှင်တွေမရှိဖူးတဲ့အာဏာရှင်တွေကိုကအာဏာရှင်ပြန်ဖြစ်သွားနိုင်တဲ့အခြေအနေမျိုးတွေကိုနေရာတိုင်းမှာကြုံရတတ်တယ်ဆိုတော့အခုမတူပီမှာလည်းကျွန်တော်တို့ပြည်သူတွေကထောက်ပံ့တဲ့ပြည်သူတွေကြွေးတဲ့ထမင်းစားပြီးမှပြည်သူတွေပေါ်ပြန်ပြီးတော့အာဏာပြတဲ့အဆင့်တွေပြန်ပြီးတော့ရှိလာတယ်ဒီဟာတွေကကျွန်တော်တို့အတွက်တော်ထိုင်ရေးကတလွေးဖြစ်သွားတဲ့ခံယူချက်တွေတော်ထိုင်ရေးအကြောင်းကိုကောင်းကောင်းနားမလည်တဲ့လူကြီးဒီဟာကဒါအခက်ခဲတွေ့နိုင်တယ်ဒီနေ့ကျရင်တော့ယခုလက်နဲ့ကင်တဲ့အခြေအနေမျိုးမှာတော့ဘယ်သူမဆိုကိုကအရန်တော်တယ်တတ်တယ်ဆိုပြီးမှအာဏာတွားပြလို့ရတယ်ဒီနေ့ပြည်သူအထက်ရောက်ရင်တော့ကိုကတပုံပြန်ဖြစ်သွားမှာအားလုံးကျွန်တော်တို့ကသတိထားဖို့အလိုအဆုံးပဲဆိုတော့ဒီမတူပီအခြေအနေကိုပြန်သုံးသပ်မယ်ဆိုတော့ယခုလောလောဆယ်လက်နဲ့ကင်နေတဲ့အချိန်ကြတော့လို့ဘလေးစီပေါ့ဒါမဲ့တစ်ဖက်မှာပြန်ပြီးတော့ကျွန်တော်တို့ဝမ်းနည်းရှာကောင်းတာဒီလူဒီအစ်စ်ပေးရတာဒီလူဒီတော်ထိုင်လို့ရတာဒီနေ့ကျအလကားဖြစ်တော်မယ်ဆိုတဲ့ဟာကိုဒါဝမ်းနည်းဖို့ကောင်းတယ်ဆိုတော့ခုနလေးပြောမယ်ဆိုတော့ကျွန်တော်တို့ကယခုချိန်ထိဒီစစ်ကောင်စီကိုတိုက်နိုင်တဲ့လက်နဲ့ခရန်အားလုံးဒီပြည်သူကဝေပေးတဲ့ချင်းပြည်သူပြည်သားဝေပေးတဲ့နိုင်ငံလုံးကကူညီပံ့ပိုးပေးတဲ့ငွေနဲ့ပတ်စံနဲ့ကျွန်တော်တို့ဒီလက်နဲ့ခရန်ကိုဝေယူနိုင်ခဲ့တယ်ယခုချိန်ထိဘယ်သူစီမှာမှကျွန်တော်အကူအညီတောင်းပြီးမှဒါလက်နဲ့ခရန်ရအောင်ဒီနေ့တလားနဲ့မလို့တည်ဘူးတစ်ဖက်ကကျွန်တော်တို့လုတ်ချင်းပေမဲ့
ကိုပြည်သူတွေကိုပြန်ပြီးတော့အားနာတဲ့အခြေအနေမျိုးကြီးရှိတယ်ဆိုတော့ပြောချင်တာကဘာကြောင့်ဒီစကားပြောလဲဆိုတော့မတူပီကိစ္စနဲ့ကအခုကချင်းပြည်နယ်မှာချင်းလူဒီပေးတဲ့သမင်းဟင်းငွေရေးကြီးထောက်ပံ့တဲ့ဟာတွေကိုအားမရလို့မကျေနပ်ခဲ့လို့အစမပြေဘူးဆိုတာကိုပါစနဲ့တက်ရိုက်မပြောချင်ပေမဲ့လက်တွေ့လှုပ်ဆောင်သွားတဲ့တစ်ဖက်ကအေဒီဖိတ်ခေါ်တဲ့အတွက်ကြောင့်နောက်ဆက်တွဲပြဿနာကိုမရှုမြင်ပဲနဲ့ကိုယ့်ရဲ့အခက်အခဲကိုရှေ့တန်းတင်ပြီးမှဘေးရလူကိုခွမဆိုင်ပဲနဲ့မဖြစ်တဲ့ပြဿနာတွေခေါ်လာပြီးမှဒီချင်းပြည်နယ်တပြည်နယ်လုံးကြရရိုက်ခဲ့တယ်ဆိုတော့ဒီမကြခင်မှာဒီဖက်အထီးဖြစ်လာမယ်မင်းကကမ်ပလက်ဒီသူတို့ရဲ့အေးရဲ့လမ်းကြောင်းဒီဖက်နာရင်အထီးတွိုင်းတော့ဘေစင်တီသူတို့တဲ့လမ်းကြောင်းရှိမလဲဆိုရကအေးမှာအကုန်လုံးရှိပြီးသားဟိုဖက်ကနဲ့ဒီအင်ဂျင်ကိုအလေလောက်မှာခွေးပြီးမှတွားနိုင်တော့သူတို့တဲ့ထောက်ပို့လမ်းကြောင်းဘလို့ရှင်းနေရှိတယ်လေဆိုရသူတို့မှာအကုန်လုံးအေးမှာရှိပြီးသားဒီသူတို့ထောက်ပို့လမ်းကြောင်းရှင်းနိုင်ဖို့ရန်သူတို့အမြဲတမ်းအဲ့ဒီအဖွေစီအားလုံးကိုလိုရာပြည့်တဲ့အခြေအနေမျိုးကိုဖြည့်ဆည်းပေးနိုင်တဲ့အခြေအနေမျိုးကိုလုပ်တယ်ဆိုတော့ကျွန်တော်တို့ကတော့ဟုတ်ထင်ပြီးမှဒီဟာကိုစေတနာတက်ပါလို့ကျွန်တော်တို့ပြောနေတာကိုယ့်ရဲ့ယက်တီချက်ကိုရောကိုယ့်ရဲ့အမျိုးသားယက်တီချက်ကိုရောကိုယ့်ရဲ့ဒီပြည်သူပြည်သားကိုရောဒါအနုနီးနဲ့ရောင်းစားတဲ့ရွေးချယ်မှုမျိုးဖြစ်သွားတယ်ဆိုတော့အခုမတူပီမှာလုံးအကုန်လုံးတတ်အခါရမအေးရချထားတာရှိတယ်ဆိုတော့ဒီလိုမျိုးအခြေအနေမျိုးတွေကိုကျွန်တော်တို့ကမလို့ချင်မှုအစကတည်းကအာနာချင်းစနစ်ကအာနာနဲ့ဒီပြည်သူလူထုကိုအုပ်ချုပ်တဲ့အချိန်တနတ်နဲ့အုပ်ချုပ်တဲ့အချိန်ကျွန်တော်တို့ကမကြိုက်လို့ဒီဟာတွေကိုဘလို့ကျွန်တော်တို့ဒါမောင်းထုတ်နိုင်ရမလဲဒီဟာတွေကိုကျွန်တော်တို့ဘလို့ပြည့်ဖြတ်နိုင်ရမလဲကိုယ့်ရဲ့ကိုယ်ပိုင်အုပ်ချုပ်ခွင့်နဲ့ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်နေကျွန်တော်တို့ဘလို့ရရှိနိုင်မလဲဆိုတဲ့ဟာကိုတော်လှန်နေတဲ့အချိန်မှာတစ်ဖက်ကအဲ့ဒီတဆိုးတဲ့အခြေအနေမျိုးတွေရောက်စေတာဒီကကျွန်တော်တို့ရဲ့ဒီအမျိုးသားရေးချင်းပြည်တိဆောက်ရေးကိုပို့ပြီးမှဝေးစေတဲ့လမ်းစဉ်တစ်ခုလှုပ်ဆောင်ပေးတယ်လို့ကျွန်တော်တို့မှတ်ယူလို့ရတယ်အမြန်ဆုံးနဲ့ကျွန်တော်တို့ချင်းပြည်ကိုငင်းချအောင်ချင်းပြည်တိဆောက်ရေးကိုအမြန်ဆုံးဖော်ဆောင်နိုင်အောင်ကျွန်တော်တို့လုပ်နိုင်ဖို့ကချင်းပြည်သူပြည်သားအားလုံးတင်ညွတ်သေးနေနိုင်ဖို့ကနံပါတ်1ပဲအကြမ်းမှာခေါ်လာတဲ့ပြဿနာတွေခေါ်လာတဲ့လူကတော့တာဝန်ခံမှုရှိရလိမ့်မယ်ဒီဟာကနှောင့်နှင်းစေတဲ့ချင်းပြည်သူပြည်သားတွေရဲ့တိဆောက်မှုနဲ့ဒီစီလုံးမှုတွေကိုလုံးဝပြစ်ပြားစေတဲ့ဒါဆွေးခေါ်လာတဲ့ဒါအဖွေးစည်းတွေဆိုရကိုတော့ကျွန်တော်တို့အားလုံးဒါဒီအရောက်စီတိုင်းအခုချိန်ဆိုနားလေပြီကျွန်တော်တို့ကဒီဆောက်ရေးမှာရောချင်းပြည်တိဆောက်ရေးမှာရောဒီစီလုံးရေးမှာရောကျွန်တော်တို့ရှေးရှုပြီးမှဘယ်လိုနီးနဲ့တွားမလဲဆိုတဲ့ဟာကိုကတစ်ဖက်ရဲ့အားနဲ့ချက်ကိုတစ်ဖက်ကဒီဘယ်လိုကူညီပေးမလဲဆိုတဲ့ဟာမရှိဘဲနဲ့ဒီကောင်တွေကဒီလိုရှိတယ်ဆိုတဲ့နေရာမှာအတုံးချသွားတဲ့တစ်ဖက်အဖွင့်ကိုဆိုတော့ဒီဟာကစီလုံးမှုကိုတကယ်ပါစတ်ထရနဲ့အဲ့ဒီအဖွင့်ကထွက်ရေးတလားဆိုတဲ့ဟာကအများကြီးဒါစဉ်းစားဖို့လိုတယ်ဆိုတော့အခုကျွန်တော်တို့စစ်ကောင်စီကမချခင်မှာချင်းပြည်နယ်မှာညှော်လင့်ချက်အများကြီးရှိတယ်ကျွန်တော်ချင်းနေတဲ့အကုန်လုံးစီးယုံနိုင်ပြီးမှစီးလုံးနိုင်ပြီးမှလို့ရင်တော့ဘယ်အဖွင့်ကိုကျွန်တော်ကြောက်ရှာလို့လဲပြောချင်တာကချင်းပြည်ရဲ့ဘိုင်းနဲ့ကျူးကျော်တဲ့ဘယ်အဖွင့်မဆိုကျွန်တော်တို့ကြောက်ရှာမလို့ဘူးကျွန်တော်တို့မကြောက်ခဲ့လို့မြန်မာနိုင်ငံမှာအင်အားအကြီးဆုံးစစ်ကောင်စီတောင်တိုက်ခဲ့ပြီးပြီကွာပြောချင်တာကအင်အားအကြီးဆုံးမြန်မာနိုင်ငံမှာကမ္ဘာ level မှာတောင်မှပြောမယ်ဆိုတော့
အညစ်ဆုံးထင်မှာမပါဘူးမြန်မာအဲ့ဒီ